္ဂလာပါခင်ဗျာလိုက်ဇာ TV ရဲ့မြန်မာဘာသာဖြင့်သတင်းတင်ဆက်မှုအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကလက်ထော်စင်ဆာပါဝါရာဇုစစ်ဆောင်ပြည်သူတွေကိုတွားရောက်တွေ့ဆုံဖက်ကန်နမောမှာနုန်ကန်ကျုံပေါတဲ့သတင်းအမတ်စင်တဲ့အမှုစစ်တင်တဲ့စင်ပွဲပြုလုပ်တဲ့သတင်းတွေကိုတင်ဆက်သွားပါမယ်ဝါရာဇုကနေစစ်ဆောင်တင်လာတဲ့ပြည်သူတွေကိုဟူကောင်းခရိုင်ပါတီကော်မတီအဖွဲ့ဝင်တွေကတွားရောက်တွေ့ဆုံခဲ့ပါတယ်။စစ်ဆောင်ပြည်သူတွေနဲ့တွေ့ဆုံရမှာစစ်ဆောင်ပြည်သူတွေကိုစီယုံချင်းကလေးလူငယ်နဲ့ပညာရေးကျန်းမာရေးစရတွေကိုရာတော်ဝင်ရှိသူတွေနဲ့ကော်မတီအဖွဲ့ဝင်တွေစစ်ဆောင်ကော်မတီတွေကတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ဝါရာဇုပြည်သူတွေဟာမိမိတို့လုံခြုံရာနေရာတွေမှာတင်းရှောင်နေကြပြီးမိသားစုနေရာ68ခုတင်းရှောင်နေကြပါတယ်။စစ်ကောင်စီလက်အောက်ခံမင်းစင်တန်းပြည်သူစစ်အဖွဲ့ဟာမလ14ရက်နေ့မှာတနိုင်းလီဒိုလမ်းမပေါ်မှာရှိတဲ့ဝါရာဇုနဲ့နမ်ဆိုင်ရွာကလူနေအိမ်စိန်ကျော်ကိုမီးရှို့ဖြစ်စီခဲ့လို့လည်းသိရပါတယ်။ဖက်ကန်နမောရွာမှာမလ21ရက်မနက်အစောပိုင်း8 နာရီလောက်မှာကြောက်စိန်လောက်ကွက်တစ်ခုရဲ့စွန့်ပစ်နုန်ကန်ကျိုးပေါလာတာကြောင့်နွေတွေလမ်းမပေါ်တစ်လျှောက်ဖုံးလွှမ်းသွားပြီးနေအိမ်တချို့ပျက်စီးသွားတယ်လို့လည်းသိရပါတယ်။အသက်သေဆုံးသူတွေတော့မရှိဘူးလို့လည်းသိရပါတယ်။တိုက်ဆိုင်ရာတာဝန်ရှိသူတွေကျောက်စိမ်းကုမ္ပဏီတွေကိုအဲ့ဒီနေရာမှာမစွန့်ပစ်ကြဖို့တတိပေးတာမြစ်တာတွေရှိပေမဲ့လိုက်နာခြင်းမရှိဆက်လက်စွန့်ပစ်ခဲ့ရလို့လည်းသိရပါတယ်။နွန်တွေဟာကားလမ်းလူသွားလမ်းတစ်လျှောက်ဖုံးလွှမ်းခဲ့ကအခုချိန်မှာတော့တိုက်ဆိုင်ရာကရှင်းလင်းရေးတွေလှုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။KIO တောင်ပိုင်းတိုင်းတရားရေးဌာနကဦးစီးပြီးဖွင့်လှစ်တဲ့အမတ်စင်တဲ့အမှုစစ်နဲ့စရေးတင်တန်းစင်ပွဲကိုဒီကနေ့မလ21ရက်နေ့တောင်ပိုင်းတရားရုံးမှာပြုလုပ်ခဲ့ပါတယ်။ဒီနောက်မှာတရားစီရင်ရေးဆိုင်ရာတရားရုံးဆိုင်ရာတရားရုံးနဲ့ရေးတပ်ဖွဲ့ဆက်ဆက်လှုပ်ဆောင်မှုအမှုစစ်ပညာရဲ့စီးရင်ပညာရဲ့တွေနဲ့အခြားတည်တည်ထိုက်တဲ့ပညာရဲ့တွေကိုတင် जा ပေးခဲ့တယ်လို့တာဝန်ရှိသူတွေကသိရပါတယ်။အမတ်အမှုစစ်တင်တန်းကိုပြီးခဲ့တဲ့ဇန်နဝါရီ15ရက်ကနေစပြီးမလ20ရက်နေ့ထိဖွင့်ခဲ့တာဖြစ်ပါတယ်။မြို့နယ်6ခုကတင်တန်းသား30ဦးတက်ရောက်ခဲ့ပါတယ်။တင်တန်းစင်ပွဲအခမ်းအနားမှာသက်ဆိုင်ရာတာဝန်ရှိသူတွေတင်တန်းသူတင်တန်းသားတွေရမီရဖတွေအယောက်80ကျော်နဲ့အောင်မြင်စွာပြုလုပ်နိုင်ခဲ့တယ်လို့သတင်းပေးပို့ချက်အရသိရပါတယ်။လိုက်ဇာ TV ကိုကြည့်ရှုနားဆင်နေကြတော့မိဘပြည်သူများကိုစိတ်နှဖျားရွှေလိုင်းချမ်းမြေ့ကြပါစေ။